ဒါကတော့ထိုင်းနိုင်ငံမှာနေထိုင်တဲ့မြန်မာပြည်ကကယန်းမျိုးနွယ်ဝင်ပထောင်လူမျိုးတွေပဲဖြစ်ပါတယ်။ပထောင်ဆိုတဲ့အတိုင်းသူတို့ရဲ့လေပင်မှာကြီးနီခွင်းတွေကိုဆွတ်ထားကြပြီးတော့မျိုးနွယ်စုရဲ့တမက်ချက်ရလေပင်ရှည်ဆုံးမိန်းကလေးကသာအလားဆုံးဖြစ်ပါတယ်။ဒါကြောင့်ကြီးနီခွင်းများလေးလေးချမ်းသာပြီးတော့လှပတဲ့မိန်းကလေးဖြစ်တမက်ခံရလေးဖြစ်ပါတယ်။ပထောင်လူမျိုးတွေရဲ့ထူးခြားတဲ့ပုံပန်းသွေးပြင်းနဲ့အလေးထားကြောင့်နိုင်ငံတကာကစိတ်ဝင်စားခဲ့ပြီးတော့သူတေတီတွေနဲ့ကမ္ဘာလဲခီးသွားတွေကမြန်မာနိုင်ငံကကယန်းဒေသတွေကိုလာရောက်လေ့လာမှုတွေပြုလုပ်ခဲ့ကြပါတယ်။တစ်ချိန်တုန်းကမြန်မာဆိုတာထင်ရလူမျိုးစုတွေထင်ရပွဲတော်တွေနဲ့ခီးသောဝင်ငွေကောင်းတဲ့နိုင်ငံတစ်ခုပါ။ဒါပေမဲ့လည်းပြည်တွင်းမငြိမ်းချမ်းမဲနဲ့ကယန်းဒေသတွေမှာလက်နက်ကြီးကြားရမှုတွေများလာတဲ့အခါကယန်းလူနေမှုဟာစားဖို့တောင်မှနိုင်ဖြစ်လာရပြီးတော့ဘယ်သူမှကြေးကွင်းမစွန့်နိုင်တော့ဘူး။နောက်ပိုင်းမှာအငတ်ဘေးကိုကြုံလာရတဲ့အခါကယန်းဒေသကနေဆုတ်ခွာကြပြီးတော့အဲ့အကွက်ကိုချောင်းနေတဲ့ထိုင်းနိုင်ငံကကယန်းလို့ခေါ်တဲ့ဒီပတောင်လူမျိုးတွေကိုသူတို့နိုင်ငံမှာရွာလုပ်ပေးပြီးတော့စောင့်ရှောက်ထားပါတယ်။ဒီတော့ဝဝလင်လင်းအေးကျနေထိုင်ရတဲ့ပတောင်တွေကလည်းထိုင်းမှာပဲပြုံးမွေပြီးတော့ထိုင်းဆိုရဟာသူတို့ကိုကြည့်ချင်ရင်ပတ်စံပေးဆိုပြီးတော့နိုင်ငံခြားဝင်ငွေဈေးခွဲရှာခဲ့ပါတယ်။ကြားရတာရှင်နာစရာကြီးပါပြီ။